အားလုံးပဲမင်္ဂလာပါ AND Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အရှိန်ပြင်းပြင်းမောင်းလာတဲ့ကားတစ်စီးကိုခြေထောက်ကနေ brake pedal ကိုအတားရလေးနင်းယုံနဲ့ကားရောလူရောတက်တောင့်တက်တာနဲ့ရပ်တန့်သွားတဲ့ခံစားချက်ကို brake ပြင်းပြင်းနင်းမှုသူတိုင်းခံစားမှုကြမှာပါဒါဆိုရင်ဒီလောက်ပြင်းတဲ့အားကိုအရှိန်ပြင်းတဲ့အားကိုဒီလိုခြေထောက်လေးကတက်တောင့်တက်တာနင်းနိုင်အောင်ဘယ်စိတ်ပိုင်းတွေကအလုံးလုံးပေးနေလဲဒီကနေ့မှာတော့ဒီစိတ်ပိုင်းတွေတဲကအရေးကြီးဆုံးစိတ်ပိုင်းတစ်ခုဖြစ်တဲ့ brake booster ရဲ့အစိတ်ပိုင်းတွေနဲ့သူ့ရဲ့အလုံးလုံးပုံအဆင့်3ဆင့်အကြောင်းကိုလက်တွေ့တရုပ်ပြတာဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးကိုလုပ်ဖို့ကြိုးစားခဲ့တာတစ်လကျော်လောက်တော့ကြာသွားပြီကျွန်တော်ရဲ့ညီလေးတစ်ယောက်ကဒါလေးအကြောင်းကိုbooster အကြောင်းလေးကိုရှင်းပြပါဆိုတဲ့အတွက်ဒီဗီဒီယိုလေးကိုဒီနေ့လုပ်ဖြစ်လိုက်တာဖြစ်ပါတယ်ဒီနေရာမှာလည်း live ဓာတ်ရိုက်လုပ်ပြီးတော့ edit မလုပ်နိုင်လိုက်တဲ့အတွက်သိခံပြီးနားထောင်ပေးပါခင်ဗျနောက်ဗီဒီယိုတစ်ခုမှာတော့ brake booster ရဲ့အစိတ်ပိုင်းတွေကိုအသေးစိတ်သိရှိရအောင် sketch diagram လေးနဲ့ထပ်မံရှင်းပြပါဦးမယ်ခင်ဗျကျွန်တော်တို့ရဲ့ AND channel ကနေ modern ဆိုင်ရာနည်းပညာတွေကိုစင်ဆက်မပြတ်မျှဝေပေးလျက်ရှိနေပါတယ်ကျွန်တော်နဲ့အတူ modern ဆိုင်ရာနည်းပညာတွေကိုအတူတကွလေ့လာကြဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးထားခဲ့ပါအောင်ခင်ဗျ brake booster မှာဘယ်လိုစိတ်ပိုင်းတွေပါဝင်လဲကြည့်လိုက်ရအောင်ဒါကတော့ brake booster ပေါ့ brake booster မှာဆိုရင်ဘယ်လိုစိတ်ပိုင်းတွေပါလဲဒါ brake booster ကြီးဖြစ်ပါတယ်ဒီ brake booster မှာဆိုလို့ရှိရင်ဒီမှာ vacuum ပိုက်နဲ့ဆက်သွယ်တဲ့ဒါက one way ချက်ပါရှိတာဖြစ်ပါတယ်ဒီချက်ပါဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလေဟာနယ်ကိုတစ်ဖက်ကိုပဲစုပ်နိုင်အောင်လုပ်ပေးထားတဲ့ one way ချက်ပါဖြစ်ပါတယ်ဒီမှာတွေ့နေရတဲ့ standard တိုင်း၄ခုကတော့ brake booster နဲ့ brake master pan တို့ကိုဆက်သွယ်ပေးမယ် standard တိုင်း၄ခုဖြစ်ပါတယ်တချို့ကားတွေမှာဆိုရင်တော့ standard တိုင်း2ခုပဲပါရှိလေရှိပါတယ်ဒီမှာတွေ့ရတဲ့ brake booster ရဲ့အနောက်ဘက်ခြမ်းက standard တိုင်း၄ခုကတော့ engine compartment နဲ့ brake booster တို့ကိုဆက်သွယ်ပေးမယ် standard တိုင်းများဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဒီမှာကတော့ဒါကကျွန်တော်တို့ brake pedal ကိုနင်းလိုက်လို့ရှိရင်ဒါဒီကနေတွန်းပေးမှာဖြစ်ပါတယ်ဒီ push rod ကိုတွန်းပေးမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကတော့ဒါပြင်ပလေတွေကျွန်တော်တို့ brake booster တွေကိုဝင်တဲ့အချိန်မှာဒါလေစစ်အနေနဲ့ဆောင်ရွက်ပေးတာဖြစ်ပါတယ်ဒါလေးကို air filter ဖြစ်ပါတယ်ကဲဒါဆိုရင် brake booster ထဲမှာဘယ်လိုစိတ်ပိုင်းတွေပါလဲကြည့်အောင်အဲ့တော့ဒီမှာ brake booster မှာဆိုရင်တော့ဒီမှာကျွန်တော်တို့ diaphragm ကြီးရှိနေမှာဖြစ်ပါတယ်သူ့ရဲ့အဓိကအစိတ်ပိုင်းဖြစ်ပါတယ်ဒီ diaphragm ဟာဆိုလို့ရှိရင်တို့ဒီမှာဒီလိုနေတာရှိနေမှာဖြစ်ပါတယ်ဒီ diaphragm ရဲ့ဒီဘက်ချမ်းအောက်ရှေ့ဘက်ချမ်းဟာဆိုလို့ရှိရင်ဘေးကျုံချမ်းဖြစ်ပြီးတော့ဒီဘက်ချမ်းဟာဆိုလို့ရှိရင်ဒါ atmospheric pressure လေထုဖိအားဝင်လာမဲ့အပိုင်းဖြစ်ပါတယ်နောက်အစိတ်ပိုင်းတစ်ခုကတော့ဒီ diaphragm ကိုမူလနေရာကိုပြန်သွားဖို့အတွက်ဒီ return spring ရှိမှာဖြစ်ပါတယ်ဒီခွက်လေးနဲ့ဒီဘက်ကဟလာ master pan ကိုတွန်းပေးမယ် push rod တန်လေးနဲ့ကဒါဒီနေထားတိုင်းဒီနေထားတိုင်းရှိနေမှာဖြစ်ပါတယ်ဒီလိုရှိနေမှာဖြစ်ပါတယ်ဒါကတော့ return spring ဖြစ်ပါတယ် brake booster ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုအခြေအနေ၃မျိုးနဲ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဆုံးအခြေအနေကတော့ကျွန်တော်တို့ brake pedal ကိုမနင်းသေးဘဲနဲ့ engine နှိုးထားတဲ့အခြေအနေဖြစ်တယ်ဒီ engine နှိုးထားတဲ့အချိန်မှာဆိုလို့ရှိရင်ဒီမှာ vacuum pipe ကကျွန်တော်တို့က engine ရဲ့ intake manifold နဲ့ဆက်သွယ်ထားတယ်တချို့ကားတွေမှာဆိုရင် engine ရဲ့ဘေဂျုံကိုအသုံးမပြုဘဲနဲ့ဘေဂျုံပန်းတီးတန့်တက်ဆင်အသုံးပြုလေးရှိပါတယ်ဘေဂျုံအသုံးပြုမှုများတဲ့ကားတွေမှာဆိုရင်ဘေဂျုံအကျူမြူလေတာပါထပ်မံတက်ဆင်လေးရှိပါတယ်ဒါကြောင့်မလို့ engine မှာလေဟာနယ်ဖြစ်တဲ့အချိန်မှာ
ဒီဘူစတာထဲမှာရှိနေတဲ့လေတွေကိုစုပ်ယူသွားတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီဘူစတာထဲမှာလေဟာနဲ့ဖြစ်နေမဲ့အခြေအနေဖြစ်ပါတယ်ဒီအခြေအနေမှာဆိုလို့ရှိရင်ဒီဘူစတာရဲ့ဒီရှေ့ဘက်ချမ်းမှာလည်းလေဟာနဲ့ဖြစ်နေမဲ့နောက်ဒီဘူစတာရဲ့နောက်ဘက်ချမ်းကလည်းဒါလေဟာနဲ့ဖြစ်နေမှာဖြစ်ပါတယ်အဲ့တော့ဒီလိုလေဟာနဲ့ဖြစ်နေရတဲ့အကြောင်းရင်းကဒါလေးအပဲ့နေလို့ဖြစ်ပါတယ်ဒီအပေါက်ကနေလေတွေဟာဒီဘက်ကအပေါက်ကိုဝင်ပြီးတော့ဘေဂျုံကဒီဘက်ချမ်းမှာလည်းရှိနေမယ်ဒီဘက်ချမ်းမှာလည်းရှိနေမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ brake pedal ကိုမနင်းသေးခင်မှာဆိုလို့ရှိရင်ဒီ diaphragm ရဲ့ရှေ့ချမ်းမှာရောနောက်ချမ်းမှာရောကလေဟာနဲ့ပြစ်နေမယ်ဒါကြောင့်မို့လို့ဒီ diaphragm ကသူ့ရဲ့ရှိတဲ့နေရာမှာပဲရှိနေတာဖြစ်ပါတယ်နောက်အခြေအနေတစ်ခုကတော့ဒါ brake pedal ကိုနင်းလိုက်တဲ့အခြေအနေဖြစ်ပါတယ်ဒီလို brake pedal ကိုနင်းလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီလိုနင်းလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီထဲမှာရှိတဲ့ဒါဘားဟာပွင့်သွားပြီးတော့ဒီလိုနင်းလိုက်တဲ့အချိန်မှာဒီထဲကဘားပွင့်သွားပြီးတော့ဒါပြင်ပလေတွေဟာဒီကနေပြီးတော့ဝင်လာမှာဖြစ်ပါတယ်အဲ့အချိန်မှာပဲတပြိုင်နက်တည်းဟိုဘက်ကဘေဂျွန်ဆိုင်နဲ့ဒါဆက်ထားတဲ့ဘားကပက်တယ်ကိုနင်းလိုက်တဲ့အချိန်မှာပိတ်သွားတာဖြစ်တဲ့အတွက်နော်ဒီ chamber ရဲ့ဒီနောက်ဘက်ချမ်းမှာဆိုရင် atmospheric pressure လေထုဖိအားတွေရှိနေမှာဖြစ်တယ်ဒီဘက်ရှေ့ဘက်ချမ်းမှာဆိုရင်တော့ vacuum အနေနဲ့ရှိနေမှာဖြစ်တယ်အဲ့တော့ဒီအချိန်မှာကျွန်တော်တို့ကpressure difference ဖြစ်တယ်ဒီဘက်မှာ atmospheric pressure တက်ရောက်နေတယ်ဒီဘက်မှာ vacuum ဖြစ်နေတဲ့အတွက်ကျွန်တော်တို့နင်းလိုက်တဲ့အားကဒီပို့ပြီးတော့ boost လုပ်ပေးပြီးတော့ဒါ master pump ကိုတွန်းမဲ့ဒီ push rod ဓာတ်ကိုအားများနဲ့တွားပြီးတော့တက်ရောက်စေခြင်းအပြင် brake force ကိုပုံမရရှိစေတာဖြစ်ပါတယ်တတိယအခြေအနေကတော့ brake pedal ကို release လုပ်လိုက်တဲ့အချိန်ဟုတ်လား brake pedal ကို release လုပ်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်စောကဒီဘားလေးကပြန်ပြီးတော့ပိတ်သွားတာဖြစ်တဲ့အတွက်ပြင်ပလေးတွေဝင်မလာတော့ဘူးဒီဘေဂျုံပေါက်နဲ့ကလည်းပွင့်သွားတာဖြစ်တဲ့အတွက်ဒီရှေ့ချမ်းမှာရှိတဲ့လေဟာနယ်တွေကဒီကနေပြီးတော့ဒါနောက်ချမ်းမှာရှိတဲ့နေရာကရှိတဲ့ atmospheric pressure လေတွေကိုပါစုပ်ယူသွားတဲ့အတွက်ဒါ diaphragm ရဲ့ရှေ့ချမ်းရောနောက်ချမ်းမှာရောကဒါလေဟာနယ်အနေနဲ့ရှိနေမှာဖြစ်ပါတယ်ဒီလိုနည်းနဲ့ brake booster ဟာကျွန်တော်တို့ brake pedal ကိုကျွန်တော်တို့ခြေထောက်ကနင်းလိုက်တဲ့အားထက်အစများစွာmaster pump ကိုတက်ရောက်စေအောင်ကူညီတွန်းပို့ပေးတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်ဒီကနေ့ဆွေးနွေးမှုကနေ brake booster ရဲ့အလုံးလုံးပုံအဆင့်3ဆင့်ကိုမျက်စိထဲမှာမြင်သွားလောက်ပြီလို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဆွေးနွေးမှုကနေမိတ်ဆွေတွေအကျိုးရှိတယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့တငယ်ချင်းတွေကိုမျှဝေပေးဖို့နဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ